လာမင်းကြီးထိန်ထိန်တာနေတဲ့ညတစ်ခုမှာသပင်ငွေအောင်နဲ့ပေါင်ချိန်မဟုတ်တဲ့နှစ်ဖူးမှလာချမ်းရှိပြီးဓာတ်ကိုခါမှလွယ်ထားတဲ့ကောင်လေးတစ်ယောက်ကတောင်ကုန်းတစ်ခုပေါ်မှာရှိတဲ့အုတ်ဂူတစ်ခုကိုလှမ်းကြည့်နေခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ဆက်ရှိုမာရူဖြစ်ပြီးဂျာကန်လို့ခေါ်တဲ့သူ့ရဲ့နောက်လက်တစ်ယောက်ကနေဒုတ်ရဲ့ညွှန်ပြချက်အရဒီနေရာဟာသူတို့ရှာနေတဲ့နေရာဖြစ်ပြီးဝန်ပလီတအုပ်ကလည်းဒီနေရာကိုစောင့်ကြည့်နေတာမလို့မမားနိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဆက်ရှိုမာရူကသူ့လိုချင်တာအဆွဲဖြစ်ပြီးတော့အဲ့ဒီအဆွဲကိုတော့ရရင်လက်ရှိထပ်ပို့ပြီးအင်အားကြီးလာမှာဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ထိုချိန်မှာပဲအုတ်ကူကိုစောင့်နေကြတဲ့ဝန်ပလီအုပ်ကဝိုင်းပြီးတိုက်ခိုက်ကြတာကြောင့်ဆက်ရှူမာတို့ကပဲအကုန်လုံးကိုတီးထုတ်ပေးလိုက်ရပါတယ်။ဝန်ပလီအားလုံးကိုအနိုင်ယူပြီးနောက်မှာတော့သူတို့ရှာနေတဲ့အုတ်ကူဟုတ်မဟုတ်ကိုဂျာကန်ကစစ်စစ်ကြည့်လိုက်တဲ့အခါမှာဒုတ်ပေါ်မှာရှိတဲ့မျက်နှာတစ်ခုကထားအော်နေတာမလို့သူတို့ရှာနေတဲ့နေရာမဟုတ်ပါဘူး။ခွေးနဲ့သုံးကောင်ပေါ်မှာတော့တန်းကလေးတစ်ကောင်ဟာတခင်လေးအင်နူယာရှာကိုအမြန်အကြောင်းကြားမှဖြစ်မယ်လို့ပြောနေရင်ဟျောက်နေမြ мян တော့ကြလို့ပြောနေခဲ့ပါတယ်။လှေသေးတစ်ခုမှာတော့ဆာမွန်တိုင်းတပ်တွေဟာရန်သူတွေကိုအနိုင်ရချေမှုန်းပြီးတဲ့နောက်အောင်ပွဲခံနေကြပါတယ်။အဲ့ဒီနေရာကိုဆက်ရှူမာတို့ကရောက်လာခဲ့ပြီးသူမြစ်ကူးမှမလို့လှေပေးဖို့တောင်းနေခဲ့တာမလို့ဆာမူရိုင်းနဲ့အားလုံးကဝိုင်းပြီးလောင်နေကြပါတယ်။ဒါကြောင့်ပဲဆက်ရှုံမာလူကသူ့ရဲ့ခေါင်းဆောင်ကိုကိစ္စတုံးပေးလိုက်ပါတော့တယ်။ကျန်တဲ့ဆာမူရိုင်းတွေကိုလည်းဂျာကန်ကပဲသူ့ရဲ့တုပ်ကိုအသုံးပြုကမီးလောင်တိုက်တွင်းပေးလိုက်ပါတယ်။ဆက်ရှုံမာလူနဲ့ဂျာကန်တို့ကလှေနဲ့မြစ်ကိုကူးလာကြရင်ဂျာကန်ကတခင်လေးဆက်ရှုံမာလူအဆွေအကြောင်းကိုအင်ဒိုနီးရှားတီးလောက်တယ်လို့ပြောလိုက်တဲ့အခါမှာဆက်ရှုံမာလူကဂျာကန်ကိုရေထဲပစ်ချလိုက်ပြီးငါမကြားချင်ဆုံးနာမည်ကိုမပြောနဲ့အကောင်ကတည်သွားပြီမလားလို့ပြောလိုက်ပါတယ်။ဂျာကန်ကလည်းမကြခင်ကပဲပြန်လည်နိုးထလာပြီးတော့သူ့ရဲ့တုတ်ကအဆွေရှိတဲ့နေရာပြတာပြောင်းသွားပြီမလို့အင်ဒိုနီးရှားနှိုးထလာတာနဲ့ဆက်နွယ်နေနိုင်ကြောင်းကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကာကူမဲတယောက်ကသူ့ရဲ့ခစ်ကနေအတိတ်ကဘာစီကိုစပိန်လေးကိုတေးလာရင်ရေတင်းတွဲကနေထွက်လာခဲ့ပါတယ်။စပိန်လေးကိုစီးလာရင်ပြီးခဲ့တဲ့ရက်တွေကဖြစ်ခဲ့တာတွေကိုပြင်နေစဉ်းစားနေခဲ့ပါတယ်။လမ်းတဲ့နေရာမှာတော့တန်းလေးတကောင်ဟာခီးထွက်လာတာ3ရက်ရှိနေပြီမလို့ကြောက်ခဲလေးပုံမှာခဏနားနေတာကိုကာကူမဲကမမြင်မဲနဲ့စပိန်နဲ့တက်ကြိတ်မိလိုက်ပါတယ်။ခဏအကြာမှာတော့တစ်ပတ်ပေါ်မှာအိတ်နေတဲ့အင်ဒိုနီးရှားကိုဒဏ်ရာတွေကိုစီးထည့်ပေးဖို့ခေါ်နေပေမဲ့အင်ဒိုနီးရှားကမလာတာကြောင့်ထိုင်ဆန်းသူကိုရွတ်လိုက်တဲ့အခါမှာတစ်ပတ်ပေါ်ကနေအင်ဒိုနီးရှားပြုတ်ကျလာခဲ့ပါတယ်။စပယ်မိတ်စာယူလာနဲ့တိုက်ခိုက်ခဲ့တာမလို့ဒဏ်ရာတွေရနေခဲ့ပြီးကာကိုမဲကသေးထည့်ပေးချင်တာလို့ပြောနေပေမဲ့အင်ဒိုနီးရှားကတော့လက်မခံပါဘူး။ဒဏ်ရာတွေကိုသေးထည့်ပေးဖို့အင်ကြီးတွေကိုအတင်းချွတ်နေတာကိုအဘကရတဲ့နဲ့ကလေးတွေကတွေ့သွားပြီးနင်တို့နှစ်ယောက်အဆင်ပြေနေရတွေ့ရတော့ဝမ်းတာပါတယ်လို့ပြောလိုက်ပါတယ်။အင်ဒိုနီးရှားကငါကနင်တို့လူသားတွေနဲ့မတူဘူးလို့ပြောပြီးအင်ကြီးကိုချုပ်ပြလိုက်တဲ့အခါမှာတော့ဒဏ်ရာတွေအလုံးကပျောက်နေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအင်ဒိုနီးရှားရဲ့ခန္ဓာကိုယ်ပေါ်မှာတန်းတစ်ကောင်ကတွေးဆုံနေရင်မင်္ဂလာပါတခင်လေးအင်ဒိုနီးရှားလို့ပြောလိုက်တဲ့အခါအင်ဒိုနီးရှားကလည်းပြက်ကနေရိုက်လိုက်ပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်တော့မှတန်းကလေးမျိုးကဖြစ်နေတာကြောင့်ဘာလောက်တာလဲလို့မေးလိုက်ပါတယ်။ကာကိုမဲကတော့တန်းဆိုတာကြောင့်အင်းဆက်ကီလာနဲ့ဖျန်းလိုက်တဲ့အခါမှာအင်ဒိုနီးရှားကပဲမလုပ်ဖို့တားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တန်းကလေးမျိုးကအင်ဒိုနီးရှားရဲ့အဖေအုပ်ကူကိုတယောက်ယောက်ကလာရောက်ဖျက်ဆီးနေတဲ့အကြောင်းကိုပြောပြနေခဲ့ပြီးအင်ဒိုနီးရှားကနေအုပ်ကူကိုပြစ်ထားပြီးထွက်ပြေးလာတာလားလို့မေးလိုက်ပါတယ်။တကယ်တော့အုပ်ကူကအတုဖြစ်ပြီးတော့တကယ်အယိုးပြာတခြားနေရာမှာရှိနေတာလို့တန်းကလေးမျိုးကအင်ဒိုနီးရှားကိုရှင်းပြနေပြီးသူကိုယ်တိုင်လည်းအယိုးပြဦးရှိတဲ့နေရာကိုမတိကြောင်းကိုပြောပြလိုက်ပါတယ်။ဝါကာရဲ့တဲကအင်ဒိုနီးရှားရဲ့အဖေကအနောက်ပိုင်းဒေသကိုအုပ်ချုပ်တဲ့ဇွန်အားကြီးဖွေးမိတ်စာတကောင်ဖြစ်တဲ့အကြောင်းကိုပြောလိုက်တဲ့အခါတန်းကလေးမျိုးကအင်ဒိုနီးရှားရဲ့အဖေကအရန်ဆွမ်းအားကြီးပြီးအင်ဒိုနီးရှားကလည်းသူ့အဖေရဲ့သွေးကိုအမွေရရှိထားတယ်လို့ပြောလိုက်ပါတယ်။ကာကူမဲကနေအင်ဒိုနီးရှားရဲ့အမေကရောလို့မေးလိုက်တဲ့အခါမှာအင်ဒိုနီးရှားရဲ့အမေကအရန်လာတဲ့အမျိုးသမီးဖြစ်တဲ့အကြောင်းတန်းကလေးမျိုးကပြောပြလိုက်တာမလို့အင်ဒိုနီးရှားကတတ်နေလိုက်ပါတယ်။ပြီးတော့ငါအမေကအရင်ကနေကတည်သွားပြီလို့ပြောလိုက်ပြီးနောက်အပြင်ကိုထွက်သွားခဲ့ပါတယ်။ကာကူမဲကအင်ဒိုနီးရှားကိုစိတ်ဆိုးသွားအောင်လုံးမိလာလားလို့ထင်လိုက်ပေမဲ့တန်းကလေးမျိုးကနေအင်ဒိုနီးရှားကသူ့အမေကြောင့်ပြောရင်အမြဲတည်းလိုပဲဖြစ်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဒါကြောင့်ပဲကာကူမဲကစိတ်ဆိုးသွားတဲ့အင်ဒိုနီးရှားရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။အင်ဒိုနီးရှားတယောက်ကတော့တင်းပေါ်မှာထိုင်နေရင်လာမင်းကြီးကိုငေးကြည့်နေခဲ့ပါတယ်။အင်ဒိုနီးရှားနောက်ကိုလိုက်လာတဲ့ကာကူမဲရဲ့စိတ်ထဲမှာတော့အင်ဒိုနီးရှားရဲ့အဖေကမိစ္ဆာအစ်စ်ဖြစ်ပြီးသူ့ရဲ့အမေကလည်းလူသားဖြစ်နေတာကြောင့်ထွေးတော်မိစ္ဆာဖြစ်နေတာလို့နားလည်သွားခဲ့ပြီးအင်ဒိုနီးရှားတယောက်လူသားတွေကိုမုန်းနေတာကိုနားလည်သွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုလေပြင်းတွေတိုက်လာတာကြောင့်အင်ဒိုနီးရှားကကာကူမဲကိုဝစ်နေဆိုပြီးလက်ချလိုက်ပါတယ်။ကောင်းကင်ပေါ်မှာဝေါ်ရင်တစ်ခုနဲ့အတူအမျိုးသမီးတစ်ယောက်စီးလာတာကိုတွေ့လိုက်ရပြီးအင်ဒိုနီးရှားကလည်းအမေလို့လမ်းခေါ်လိုက်ကငေးကြည့်နေမိလိုက်ပါတယ်။ကောင်းကင်မှာပြန်နေတဲ့ရင်တစ်ခုထဲမှာအမှန်တကယ်ပဲအင်ဒိုနီးရှားရဲ့အမေရှိနေပြီးတန်ကြိုးတွေနဲ့ချီနှောင်ခံထားရပါတယ်။အဲ့ဒီနောက်တိမ်တွေကြားကနေမျက်လုံးအနီရောင်နဲ့မိသားတကောင်ထွက်လာပြီးနောက်အင်ဒိုနီးရှားရဲ့အမေကိုဖမ်းခေါ်တော့ခဲ့ပါပြီ။အင်ဒိုနီးရှားကတော့ခဲ့ဖို့ကြိုးစားပေမဲ့ဆက်ရှူမာရူရဲ့အမေအကြောင်းဂျာကန်ကအင်ဒိုနီးရှားကိုတိုက်ခတ်ခဲ့ပါတယ်။အင်ဒိုနီးရှားကဆက်ရှူမာရူတို့လမ်းခေါ်လိုက်တဲ့အခါမှာတော့မင်းကိုမှတ်မိနေသေးတာပေါ့လို့ဆက်ရှူမာရူကပြောလိုက်ပါတယ်။ပြီးတော့ကာကူမဲကိုအင်ဒိုနီးရှားနဲ့အတူတွေ့လိုက်ရတာကြောင့်တွင်းတော်မိစ္ဆာကောင်နဲ့သူ့ရဲ့လူသားမိခင်ကငါတို့မိစ္ဆာမျိုးနွယ်ကိုအရရစေတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ငါတို့ဖေရဲ့အုပ်ကူပံမှာလဲလို့မေးလိုက်တဲ့အခါမှာအင်ဒိုနီးရှားကငါဘယ်လိုသိမှလဲတင့်လည်းပြောပြမှာမဟုတ်ဘူးလို့ခက်ချစ်ချေပဲပြန်ပြောလိုက်ပါတယ်။ဆက်ရှုံမာတို့ရဲ့မိစ္ဆာကောင်ကြီးကအင်ဒိုနီးရှားရဲ့အမေကိုနာကျင်အောင်လုပ်နေတာကြောင့်ငါအမေကတေးပြီးသားလာပြီးလှည့်စားမနေနဲ့လို့အင်ဒိုနီးရှားကပြောလိုက်ပါတယ်။ဂျာကန်ကလည်းဒါကလက်ကွက်မဟုတ်ဘူး
တခင်လေးဆက်ရှူမာတို့အတွက်တေဝီသားလူတွေရဲ့ဝိညာဉ်ကိုပြန်ခေါ်ရတာလွယ်တဲ့အရာပဲလို့ပြောလိုက်တာကြောင့်အင်နူယာရှာလည်းဒါကသူ့ကိုလေထားထားတာမဟုတ်ကြောင်းကိုနားလည်သွားခဲ့ပါတယ်အင်နူယာရှာကအာယွန်ကလောနဲ့တိုက်ခိုက်တာကြောင့်မိစာရဲ့လက်ကပြတ်သွားခဲ့ပြီးသူ့ရဲ့အမေကလည်းအောက်ကိုပြုတ်ကျလာခဲ့ပါတယ်သူ့အမေလွတ်သွားတာကြောင့်ကောက်ကူမဲကိုခေါ်သွားဖို့ပြောနေခဲ့ပြီးဆက်ရှူမာလူကလည်းမိစာကြီးကိုအင်နူယာရှာရဲ့အမေကိုတိုက်ရိုက်ခိုင်းလိုက်တာမလို့အင်နူယာရှာကပဲဝန်ခံပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအင်နူယာရှာအမေရဲ့လက်ကနေအဖြူရောင်အစွမ်းတစ်ခုထွက်ပေါ်လာခဲ့ပြီးအင်နူယာရှာနဲ့ကောက်ကူမဲတို့နဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်တကယ်တော့ဒါဟာဆက်ရှူမာတို့ရဲ့အစီအစဉ်တစ်ခုသာဖြစ်ပြီးကျန်တဲ့အစီအစဉ်တွေကိုတီတီချာချာလေးဆက်လုပ်ဖို့ဆက်ရှူမာတို့ကဂျာကန်ကိုမာနေခဲ့ပါတယ်တစ်ဖက်မှာတော့အင်နူယာရှာနဲ့ကောက်ကူမဲတို့ဟာရေကန်မိတ်တနေရာကိုရောက်ရှိသွားခဲ့ပြီးအင်နူယာရှာရဲ့အမေကဒီနေရာကဝိညာဉ်လောကဖြစ်ပြီးသူအင်နူယာရှာကိုမဆောက်ရှောက်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းကောက်ကူမဲကနိုးလာခဲ့ပြီးအင်နူယာရှာနဲ့သူ့ရဲ့အမေပြန်အဆင်ပြေသွားပြီလို့ထင်နေတဲ့အချိန်မှာပဲရေကန်ထဲကပုံရိပ်ထဲမှာတော့အင်နူယာရှာရဲ့အမေကမျက်နှာရှိမနေတာကိုတွေ့လိုက်ရပါတယ်ဒါအပြင်ကောက်ကူမဲရဲ့ခန္ဓာကိုယ်ကလည်းလှုပ်မရဖြစ်နေခဲ့ပြီးစကားပြောဖို့အတန်လည်းထွက်မလာခဲ့ပါဘူးသူ့ရဲ့စိတ်ထဲကနေအင်နူယာရှာအဲ့ဒါနင့်အမေစစ်မဟုတ်ဘူးလို့ပြောဖို့ကြိုးစားနေခဲ့ပါတယ်ကိုလူတို့အနေနဲ့ recap တွေကိုချိန်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe follow တွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်ကိုလူတို့ပေးလဲ subscribe တစ်ချက်ဟာကျွန်တော်တို့အတွက်အားပေးဖြစ်တာကြောင့် subscribe လုပ်ပေးခဲ့ကြပါအောင်နော်နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်